ပြေဦးဝင်သွားခဲ့တဲ့ blog လေးတစ်ဖက်ဖြစ်ပါတယ်။ဒါကတော့ပြေးလည်သွားရင်မသွားမနေမရောက်မနေသွားရမယ်ပွဲခောက် B4 ဖြစ်ပါတယ်။ B4 မှာ KB အရင်ဆုံးစီလိုက်တာလေ။ KB ကောင်းတယ်ပြောတယ်။ဘာမှမဟုတ်ရမ်းချလိုက်ရုံပဲဖြစ်ပါတယ်။အဲဒီကတော့အတော့လည်းမရှိဘူး။အတော့တစ်ချောင်းလည်းစီတယ်။အကြောင်းလည်းစီတော့ဒီလိုမျိုးထည့်ရင်ဒိုင်နိုဆော channel တော့မှာဆိုပြီးဒိုင်နိုဆောပတ်ကိုဝင်ချင်တာဆိုတော့လေ။ဘာပဲဝင်ပြီးတော့အပြန်ကြတော့ဒါဒိုင်နိုဆောပတ်တဲ့ဝင်ပြီးလေ့လာခဲ့ပါတယ်။အဲ့တော့ဒိုင်နိုဆောပတ်တဲ့ကိုဝင်နေမှာဆိုလို့ရှိရင်တော်တွင်းရှောက်လန့်လေးဆိုရင်နေရာလေးလေးရှိအရှောက်လန့်လေးလိုက်သွားလိုက်တဲ့အချိန်မှာဆိုတော့ရှူကင်းကအရန်ကိုလှတော့ပါအဲ့ဒီထွက်လာရင်တော့ဒိုင်နိုဆောပတ်တဲ့ကိုကလေးတယောက်လိုလဲပါတော့လေအရန်ကိုပြောခဲ့တယ်ကလေးလိုပြောရွှင်မှုပါလေတကယ်ရခဲ့တာပါလို့ Jurassic Park ကြည့်ပြီးတော့ဒီဒိုင်နိုဆောတွေကိုချစ်တတ်တယ်အဲ့ထက်ရတတဝါလေးတွေကြည့်ဘူးရဲဆိုရင်ပဲကလေးဘွားကြည့်ဘူးတဲ့သူတွေဖြစ်ဖြစ်ဆိုတော့သွားတယ်ဟိုကလေးဆောင်တယ်လို့ပြောတယ်အဲ့ဟာကြီးကိုမြင်ရတဲ့အရာကလည်း feeling ကိုတကယ်မိုက်တာနော်ဒီကတော့ဘာနေစတဲ့ရှောင်းလုံးမှာကလေးတယောက်လိုပြီးတော့ပါဟိုချစ်ရပြောလဲရွှင်နေတယ်ခေါင်းလေးတိတိလေးပဲဘာဘာမျိုးစားလဲ Control Forest အကြိုက်ဆုံးကဒီမီးမုတ်တဲ့အကောင်ပေါ့အမှုမုတ်တဲ့အကောင်ကိုအများကြီးလို့ကြာဒီရအတက်ဝင်တော့နော်ဒီကနေ့အကောင်လေးတောင်ပြည့်ပြီးနောက်မှာစောင်းပေါက်တွေရှိရဆိုအတန်ကြီးရတယ်အဲ့ဒီကနေမီးဝဲဘေဘီလေးလားနော်သူရဲ့အရှင်နေနဲ့အတန်နေနဲ့ဆိုတော့တကယ်တန်ပါတယ်နော်အဲ့တော့ပွဲကောက်ကိုသွားရင်ဝင်ပြီးတော့ကြတော့2000ဝဲပြရတယ်နော်2000ဝဲပြီးအမြင့်ပြတာလေးကိုပြောတယ်ကျွန်တော်ပြောနေတယ်လို့ဆိုတော့အဲ့လိုကြည့်ကလေးတယောက်လေးကိုပြေးလာပုံပေါက်ပြီးတော့ပျော်လာခဲ့တာပါအဲ့တော့